ကျမတို့ညီမနှစ်ယောက်ဟာတကယ်တော့လူအဖြစ်ပြောင်းလဲဖို့ကြင်ကြံနေတဲ့နှစ်တစ်ထောင်တက်တန်းရှိတဲ့ငွေနဂါးမတွေပါ။တနေ့တော့ကျမတို့ရဲ့ငွေပွားကကျမတို့ကိုလူအဖြစ်အမြန်ကူးပြောင်းနိုင်အောင်ဆိုပြီးလူသားနှစ်ယောက်ကိုဖမ်းလာပေးတယ်။သူတို့ရဲ့နှလုံးသားကိုစားပြီးလူအဖြစ်အသွင်ပြောင်းခိုင်းတာပေါ့။အဖမ်းခံရတဲ့နှစ်ယောက်ထဲမှာတယောက်ကမော်ရှန်တောင်ကအေးဆက်ဆက်နဲ့ခံရတဲ့နက်ဆရာတယောက်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ဖြူဖြူနုနုနဲ့အေးအေးဆေးဆေးရှိလာတဲ့ပညာရှိသူတေတီလေးတယောက်ပါ။အဲ့ဒီမှာကျမအမကလက်ဦးမှုယူပြီးပညာရှိလေးကိုအရင်ဆွဲပြီးထွက်ပြေးသွားတယ်။ပညာရှိလေးရဲ့နှလုံးသားကအာဟာရလည်းဖြစ်နူးညံ့တော့အမအတွက်လူအဖြစ်ပြောင်းဖို့လွယ်ကူနေတာပေါ့။ဒါပေမဲ့အမကပညာရှိလေးရဲ့ချိုးသားတဲ့စကားတွေအောက်မှာနှိမ့်မွန်းပြီးသူ့ကိုတကယ်ချစ်မိသွားခဲ့တယ်။သူနဲ့လက်ထပ်ဖို့အတွက်နှစ်ပေါင်းတစ်ထောင်ကြင်ကြံထားသမျှတွေကိုတောင်ဆုံးလွတ်ခဲ့တယ်လို့သူဆောင်မေးပွဲအောင်ဖို့အတွက်လည်းအစွမ်းကုန်ကူညီပေးခဲ့တာပေါ့ဒါပေမဲ့မထင်မှတ်ထားတာကသူတို့မင်္ဂလာဆောင်တဲ့နေ့မှာပဲအဲ့ဒီပညာရှိလေးကအမကိုရရဆက်ဆက်တိုက်ခိုက်ပြီးအရှင်လက်လက်ငွေနဂါးရဲ့အမှုတွေကိုထုတ်ယူသွားခဲ့တာပါအမရဲ့ဝိညာဉ်ပါပျောက်ကွယ်လူနီးပါဖြစ်သွားခဲ့ရတယ်အဲ့ဒီအချိန်ကကျမကတော့ရက်ဆက်တယ်လို့နာမည်ကြီးတဲ့နတ်ဆရာနောက်ကိုမလိုက်ချင်ပဲလိုက်ခဲ့ရပေမဲ့သူကကျမကိုလမ်းမှန်ပြပေးလို့ငွေနဂါးဘဝကနေနတ်ဖျားတစ်ပါးဖြစ်တောင်ပြောင်းလဲနိုင်ခဲ့ပါတယ်ဒါကိုသိသွားတဲ့ကျမအမဟာမနာလိုစိတ်တွေအလွန်အမင်းဖြစ်ပြီးငွေမျိုးနွယ်စုရဲ့တားမြစ်ထားတဲ့မော်တက်ကိုတုံးပြီးကျမနဲ့အတူတေပွဲဝင်ခဲ့ပါတယ်ကျမပြန်နိုးလာတဲ့အချိန်မှာတော့အတိတ်ဘဝကလိုပဲကျမတို့ညီမနှစ်ယောက်လူဖြစ်ပြောင်းဖို့အစပြိုးတဲ့အချိန်ကိုပြန်ရောက်နေတာတွေ့လိုက်ရတယ်။အဲ့ဒီနေ့မှာလည်းငွေဘွားကလူသားနှစ်ယောက်ကိုကူရဲပစ်ထည့်ပေးလာတယ်။ညီတို့နှစ်ယောက်တပြိုင်နက်လူဖြစ်အောင်ဒီနှစ်ယောက်ကိုခွဲဝေယူကြလို့ပြောလိုက်တယ်။တတိမင်းနေတဲ့နတ်ဆရာနဲ့ပညာရှိလေးကိုကြည့်ပြီးအခုတစ်ခေါက်မှာတော့ကျမအမကနတ်ဆရာကိုအရင်ဦးအောင်ဆွဲယူလိုက်ပါတယ်။မကနတ်ဆရာကိုခေါ်သွားဖို့လုပ်တော့ငွေဘွားကရင်လာသူကနတ်ဆရာလေးအစွမ်းလဲကြီးတော့နေနိုင်ပါမလားလို့တားရှာတယ်။အဲ့ဒီမှာအမကဟန်ဆောင်မျက်နှာလေးနဲ့ညီမလေးကိုအကောင်းဆုံးဟာပေးတင်တာပေါ့ဒီနတ်ဆရာကခက်ခဲတော့မပဲတာဝန်ယူပါမယ်လို့ပြောပြီးကျမကိုပညာရှိလေးနဲ့ထားခဲ့တယ်။ကျမလည်းစိတ်ထဲကနေရေပြီးအေးပါအမရဲ့တကယ်ကိုစိတ်ကောင်းရှိတဲ့အမကြီးပဲလို့ပြောလိုက်တာပေါ့အဲ့ဒီနောက်ကျမကပညာရှိလေးကိုအမီးနဲ့ပတ်ပြီးခေါ်လာခဲ့တယ်အမကတော့နတ်ဆရာကိုခေါ်သွားရင်ပြုံးကြီးကြံခဲ့တာပေါ့ငွေဘွားပြောကူတာကလူသားတစ်ယောက်ကမိမိဆန္ဒအလျောက်နှလုံးသားကိုပေးအပ်မှသာကျမတို့ကနတ်ဖျားဖြစ်နိုင်ခြေရှိတာပါအရှင်ဘဝကအမကပညာရှိလေးကိုအယူလုပ်ပြီးနှလုံးသားကိုရယူဖို့စူးစမ်းခဲ့တယ်မွေးရတဲ့နေ့မှာထီတစ်ချောင်းနဲ့စတွေ့ပြီးဇလန်းထွင်ခဲ့တာပေါ့အမကသူ့ကိုချစ်လွန်းလို့သူ့ရဲ့အစွမ်းတွေကိုတောင်ပညာရှိလေးစီလွှဲပေးခဲ့သေးတယ်ဒါပေမဲ့ရလက်ကတော့မင်္ဂလာဆောင်တဲ့နေ့မှာအသက်ခံရတာပါပဲကျမကတော့အရှင်ဘဝကနတ်ဆရာနဲ့နည်းနည်းကန်ကောင်းခဲ့တယ်သူကကျမကိုမတက်တဲ့အပြင်ကောင်းမှုကုသိုလ်လုပ်ဖို့တင်ပေးခဲ့တယ်။ကျမကောင်းမှုတွေအများကြီးလုပ်ပြီးတဲ့နောက်ငွေမီးကနေလူချေတောက်တွေဖြစ်လာခဲ့တယ်လို့နောက်ဆုံးမှာငကားဖြစ်ကူးပြောင်းပြီးတောင်ဆောင်နဲ့ဖြစ်ခဲ့တာ။ဒါကိုအမကမနာလိုလို့ကျမကိုတက်ခဲ့တာလေ။အခုတော့အမကနတ်ဆရာကိုယူသွားပြီဆိုတော့ကျမကအမသိချစ်ခဲ့တဲ့ပညာရှိလေးရဲ့နှလုံးသားကိုပဲယူရတော့မှာပေါ့။ကျမပညာရှိလေးတီဟာကိုအိမ်အိုလေးတစ်ခုစီခေါ်လာခဲ့တယ်။သူနိုးလာပြီးကျမရဲ့ငွေမီးကိုမြင်တော့အသေးလဲကြောက်ပြီးထွက်ပြေးဖို့ကြိုးစားတာပေါ့။ကျမကအမီးနဲ့တားလိုက်ပြီးဟန်မဆောင်စမ်းပါနဲ့တီဟရာ။နင်ကမိစ္ဆာနှိမ့်နေတဲ့မိသားစုကမွေးလာတာပဲဘလို့မိစ္ဆာမျိုးကိုမမြင်ဘူးလို့လဲလို့ပြောလိုက်တော့မှသူကမျက်နှာပိုးတက်သွားတယ်။သူကအစွမ်းထက်တဲ့မိသားစုကဆိုပေမဲ့ဆောင်မေးပွဲအောင်ပြီးအရာရှိဖြစ်ချင်တဲ့စိတ်ပဲရှိတာလေကျမကသူ့ကိုနင်းစာဘလောက်ပဲဖက်နေလို့မိသားစုကတိုက်ခိုက်တာပဲတိတာဆောင်မေးပွဲအောင်ဖို့ဆိုတာစိတ်ကူးရင်နေတာပဲလို့ပြောလိုက်တော့သူတကယ်ဒေါသထွက်သွားတယ်ဒါပေမဲ့ကျမကငါနင်းကိုစာတင်ပေးပြီးထိတ်တန်းပညာရှိဖြစ်အောင်ကူညီပေးမယ်ဆိုရင်ကောလို့မေးလိုက်တဲ့အခါသူစိတ်ဝင်စားသွားတယ်ကျမကစာအုပ်စင်ကစာအုပ်တွေကိုပြပြီးကျမရဲ့မှတ်စုတွေကိုပြလိုက်တော့သူအံ့ဩသွားတယ်ငွေနဂါးမကဒီလောက်စာတက်မယ်လို့မထင်ထားဘူးတဲ့ဒီလိုနဲ့တီဟာကကျမစီမှာတပိတ်ခံပြီးနေတော့တာပေါ့သူစာချက်ရင်ငိုက်လာရင်ကျမကအမီးနဲ့ရိုက်ပြီးနှိုးတယ်တကယ်တော့ကျမတက်ထားတဲ့ပညာတွေကအရင်ဘဝကနတ်ဆရာစီကတင်ထားတာတွေပါအခုအဲ့ဒီနတ်ဆရာကတော့ကျမအမနဲ့တပူးတွဲပေါ့မြို့ထဲမှာလည်းငွေဖြူမဲဆိုပြီးအမကစေကန်းဖွင့်ပြီးလူတွေကိုအခမဲ့ကူပေးနေတယ်လို့သတင်းကြီးနေတယ်နတ်ဆရာကလည်းဘေးကနေကူပေးနေတာပေါ့ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီငွေဖြူမဲကဘယ်တော့မှမတက်မရက်ဘူးထိုင်ပြီးပဲကူပေးတာကျမကတော့တိတာပေါ့အမမှာခြေထောက်မရှိပဲအမီးပဲရှိသေးလို့မတက်ရက်ရင်ရင်ထိုးနေမှာမို့လို့လေတနေ့မှာကျမဟေးရှင်းတောင်ကိုခဏပြန်တော့အမကကျမကိုစောင့်နေတာတွေ့လိုက်ရတယ်အမကယောက်ျားဝတ်အင်ဂျီတစ်ထည်ကိုအချုပ်ပေးရင်းနဲ့ကျမကိုကြည့်ပြီးအောင်နိုင်သူတယောက်လိုပြုံးပြနေလေရဲ့အမကတီဟာနဲ့ပဲအချိန်ဖြုံးနေတယ်ဆိုပြီးငွေဖွားကစိတ်ဆိုးနေပြန်တယ်။နားပြညမှာဖွားကကျမကိုစိုက်ကြည့်ပြီးဟေးရှမ်းတောင်ရဲ့စီကန်းကိုမမေ့နဲ့လူသားကိုချစ်မိလို့မရဘူးဆိုပြီးသတိပေးတယ်။ကျမလည်းဖွားအပြစ်ပေးမှကြောက်လို့ကျမတီဟာရဲ့နှလုံးသားကိုရအောင်စောင့်နေတာပါဖွားရဲ့အဆုံးအမကိုမမေ့ပါဘူးလို့ရှင်းပြလိုက်ရတယ်။ဒါပေမဲ့ဖွားကမယုံပဲကျမကိုကြာပွန်းနဲ့ရိုက်လိုက်တာကြောမှတွေးဆိုသွားတာပဲ။အဲ့ဒီမှာကျမကမကျေနပ်လို့အမလည်းနတ်ဆရာအတွက်အင်ဂျီတွေချုပ်ပေးနေတာပဲဘာလို့သူ့ကိုကြအပြစ်မပေးတာလဲလို့မေးလိုက်တယ်။အမကတော့အကွက်ကြပဲဒါကဝေလင်းကိုမြောက်ပစ်နေတာပါသူကနတ်ဖျားဖြစ်မဲ့လှုပ်ဝက်နီလန်းကိုငါ့ကိုပြောပြထားတယ်ငါအောင်မြင်ရင်ဖွားကိုပါကူညီပေးမှာလို့ပြောလိုက်တော့ဖွားကသဘောကျသွားပြီးအမကိုနှစ်တရာတက်တန်းရှိတဲ့အမြုပ်တွေတုံးတောင်ဆုချလိုက်သေးတယ်ဖွားထွက်သွားတော့အမကအမြုပ်တွေကိုဝါစားရင်ကျမကိုလာလောင်တာပေါ့ပညာရှိလေးကိုဘာလို့အရှင်ထားနေတာလဲသူ့နှလုံးသားကိုတကယ်ရမယ်ထင်နေတာလားတဲ့အတိတ်ဘဝကပညာရှိလေးရဲ့ရက်စက်မှုကိုသူကမှတ်ထားတာကိုကျမကတော့စိတ်ထဲကနေတီဟာကမိစ္ဆာနှိမ့်နေတဲ့နေရာမှာဆရာကြီးဟာငါသာသူ့ကိုတက်ဖို့လုပ်ကြည့်ပါလားသူကငါ့ကိုအရင်တက်မှာလို့တွေးနေမိတယ်အမကတော့ဝေလင်းကငါ့ကိုနတ်ဖျားဖြစ်အောင်ကူညီပေးမယ်ပြောထားတယ်ငါနတ်ပြည်တက်တဲ့နေ့ကျရင်လာကြည့်ဦးငေါ်ဆိုပြီးကြွားလုံးထုတ်သွားသေးတယ်မကြခင်မှာပဲအမကလင်းရမြို့မှာနာမည်ကြီးငွေဖြူမဲဖြစ်လာတယ်စေကန်းဖွင့်စွန်းဆန်စိမ့်လောင်းနဲ့နာမည်ကောင်းတွေအရန်ရနေတာပေါ့နတ်ဆရာဝေလင်းရဲ့အကူအညီနဲ့အမရဲ့ငွေမီးတွေတောင်လူချေတော့ဖြစ်ကုန်ပြီးအရင်ဘဝကကျမရခဲ့တဲ့အခွင့်အရေးမှန်သမျှအခုအမလက်ထဲရောက်ကုန်တာမြင်ရတော့စိတ်ထဲမှာတမျိုးပဲတီဟာစာမေးပွဲဖြေဖို့သွားတဲ့နေ့မှာအမတို့နဲ့လမ်းမှာဆုံကြတယ်အမကတီဟာကိုမြင်တာနဲ့တက်ချင်တဲ့စိတ်ပေါက်နေပေမဲ့နတ်ဆရာဝေလင်းကအမရဲ့နဖူးကိုတစ်ချက်တောက်လိုက်တော့မှငြိမ်သွားတယ်အရင်ဘဝကသူကျမကိုလည်းအဲ့ဒီလိုပဲဆုံးမခဲ့တာဝေလင်းကအပြင်ပန်းအေးဆက်ပေမဲ့တကယ်တော့စိတ်အနှုတ်ဆုံးလူပါအရင်ဘဝကသူကျမအတွက်နဲ့သူ့ရဲ့ကြင်ကြံမှုအားလုံးကိုစတီးခဲ့တာအခုတော့အဲ့ဒီအရာအားလုံးကိုအမကိုပေးတော့မှလားတီဟာကဘေးကနေဟိုမိန်းမကလည်းမိစ္ဆာပဲမလားလို့မေးတော့ကျမကအေးငါအမလေးလို့ပြန်ပြောလိုက်တယ်
အဲ့ဒီအချိန်မှာပဲကျမခေါင်းထဲကနေပြင်းပြင်းထန်ထန်နာကျင်လာပြီးစိတ်နဲ့ဖန်တီးထားတဲ့ကျမရဲ့လူချေတောက်တွေကငွေအမြင့်ကြီးပြန်ဖြစ်သွားတော့တာပဲလူတွေကလန့်ပြီးအော်ဟစ်ကုန်တာပေါ့အမကအခွင့်ကောင်းယူပြီးမကြောက်ကြနဲ့ဒီမိစ္ဆာကလူတွေကိုဒုက္ခပေးတော့မယ်ဝေလင်းသူ့ကိုနှိမ်နှင်းပေးပါလို့လုပ်ပါလေရောဝေလင်းကဓာတ်ကိုဆွဲထုတ်ပြီးဝှေ့ရမ်းလိုက်ပေမဲ့ကျမဘာမှမဖြစ်တဲ့အပြင်ငွေအမြင့်ကလူချေတောက်ပြန်ဖြစ်သွားတယ်သူကတယောက်ယောက်ကမင်းကိုအနေရပြုတ်ဖို့လုပ်နေတာပဲလို့ပြောလိုက်တော့အမကသူကငွေမိစ္ဆာလေးဘာလို့မတက်တာလဲဆိုပြီးဒေါသထွက်တာပေါ့ဝေလင်းကအေးဆေးဆေးပဲသူကငွေမိစ္ဆာဆိုရင်မင်းကောပါလဲလို့ပြန်မေးလိုက်တော့အမဆွန်သွားတယ်ပြီးတော့အမကိုဒီနေ့ကောင်းမှုမလုပ်ပဲမကောင်းမှုလုပ်ခဲ့လို့ဆိုပြီးကျန်းစာပြန်ကူဖို့ပြစ်ဒဏ်ပေးလိုက်တယ်တကယ်တော့ကျမအသွင်ပြအောင်အမကစေးမုံတွေထမ်းခဲ့တာပါဝေလင်းကတော့အရင်အတိုင်းပဲအခုတို့လုပ်တဲ့မိစ္ဆာကိုပဲနှိမ်နှင်းပြီးကျမတို့လိုအပြစ်မရှိတဲ့သူတွေကိုလမ်းဖွင့်ပေးစမြဲပဲသူကျမဘေးကဖြတ်သွားတော့ကျမရင်ထဲမှာတမျိုးကြီးခံစားလိုက်ရတယ်အရင်ဘဝကသင်ခန်းစာကြောင့်သာသူ့နာမကက်ရဲတာတကယ်တော့ကျမသူ့ကိုချစ်မိနေတာလားတီဟာကကျမဝေလင်းကိုစိုက်ကြည့်နေတာမြင်တော့မကြေမနက်နဲ့ဟဲ့ငွေမနေငါ့ကိုစောင်းမေးပွဲလိုက်ဖို့မှမလားဘာလို့ဟိုနဲ့ဆရာကိုပဲကြည့်နေတာလဲလို့ရန်လုပ်တယ်ကျမကလည်းနင်လဲမိစ္ဆာနှိမ်နှင်းတဲ့သူပဲလေတက်နိုင်ရင်ငါ့ကိုဖမ်းကြည့်ပါလားလို့ပြန်អော်လိုက်တာပေါ့သူကဒေါသထွက်ပြီးလက်ရွယ်ပေမဲ့နောက်ဆုံးတော့လက်ပြန်ချလိုက်တယ်ငါကစောင်းမေးပွဲဖြေရမှာနင်လိုငွေမလေးနဲ့ရန်ဖြစ်ဖို့အချိန်မရှိဘူးတဲ့တီဟာစောင်းမေးပွဲအောင်တော့ကျမကိုမြို့ထဲမှာအောင်ပွဲခံဖို့ခေါ်တယ်ဒါပေမဲ့ကျမမသွားချင်ဘူးအမနဲ့ဝေလင်းကိုတွေ့ရမှာကြောက်လို့လေတီဟာကနင်အဲ့ဒီနဲ့ဆရာကိုကြိုက်နေတာလားလို့မေးတော့ကျမကအတင်းညင်းတာပေါ့ဒါပေမဲ့တကယ်တော့ကျမသူ့ကိုချစ်နေတာပါအရင်ဘဝကသူကျမကိုကောင်းတဲ့မိစ္ဆာဖြစ်အောင်အတင်းကျပ်တင်ပေးခဲ့တယ်ကျမကသူ့ကိုကြိုက်တယ်အမီးနဲ့ပတ်သက်တယ်ဒါပေမဲ့သူကစိတ်မဆိုးပဲကျမကိုစာတင်ပေးတယ်အသိဉာဏ်တွေပေးခဲ့တယ်ဝေလင်းရဲ့မြေပြောလေးရှိတာကငွေအမီးကလူချေတော့ဖြစ်သွားတာနဲ့လူဖြစ်ပြီလို့မဆိုလိုဘူးအရေးကြီးဆုံးကစစ်မှန်တဲ့နှလုံးသားရှိဖို့ပဲတဲ့အဲ့ဒီတုန်းကကျမကနှလုံးသားဟုတ်လားငါသိတာပေါ့နင်ကစိတ်ကောင်းရှိတဲ့နတ်ဆရာဆိုတော့နင်နှလုံးသားကိုငါ့ကိုစားဖို့ပေးပါလားလို့တောင်ပြန်ပြောခဲ့ဘူးလားအရင်ဘဝတုန်းကဝေလင်းကကျမကိုပြောခဲ့ဘူးတဲ့မင်းမှာကိုယ်ပိုင်နှလုံးသားရှိလာတဲ့တနေ့ကျရင်တခြားသူရဲ့နှလုံးသားကိုစားကျင်စိတ်ရှိတော့မှမဟုတ်ဘူးတဲ့အဲ့ဒီတုန်းကတော့ကျမဒါကိုမယုံခဲ့ပါဘူးဒါပေမဲ့ကျမလူသားတွေအတွက်မိုးရွာပေးရင်အားရင်ကုန်ခန်းပြီးငွေလေးတစ်ကောင်အဖြစ်ပြောင်းသွားချိန်မှာကျမတေးပြီးထင်းနဲ့ဝေလင်းငိုခဲ့တဲ့ညရည်တစ်စက်ကကျမရဲ့အခြေပုံတွေကိုဖောက်ထွက်ပြီးတကယ်လူသားနှလုံးသားတစ်ခုဖြစ်သွားခဲ့ပါတယ်အဲ့ဒီခါကျမှငွေမေးစာမလေးကျမမှာလူသားတစ်ယောက်ရဲ့ခံစားချက်တွေရှိလာခဲ့တာပါကျမနဲ့ဖျားဖြစ်ဖို့အတွက်မိုးကြိုးသုံးချက်တန်ကိုခံရမယ့်အချိန်မှာလဲအားရင်ကုန်နေတဲ့ကျမကိုစားဝေလင်းကပဲသူ့ရဲ့ခန္ဓာကိုယ်နဲ့ကာကွယ်ပေးခဲ့တယ်သူကလူသားတစ်ယောက်ပဲမို့မိုးကြိုးတန်ကိုမခံနိုင်ပဲတယံဆဲဆဲမှာသူ့ရဲ့ရင်ဘတ်ကိုသူကိုယ်တိုင်ခွဲပြီးခင်ဖြူဒါကိုစားလိုက်ပါနေမြဲစားခြင်းနေတဲ့လူသားနှလုံးသားလေးဆိုပြီးသူ့ရဲ့စစ်မှန်တဲ့နှလုံးသားကိုကျမကိုပေးအပ်ခဲ့တာပါအဲ့ဒီတုန်းကကျမနဲ့ဖျားဖြစ်ပြောင်းလဲသွားပေမဲ့ဝေလင်းတိတ်ဆုံးသွားတာကိုကြည့်ပြီးမျက်ရည်တွေအတားအဆီးမရှိကြခဲ့ရတယ်အဲ့ဒါကကျမရဲ့အရင်ဘဝကောအခုဘဝမှာပါအကြီးမားဆုံးနောင်တတစ်ခုဖြစ်ခဲ့တာပေါ့ဒါကြောင့်လဲအခုဘဝမှာဝေလင်းကိုအဲ့ဒီလိုလမ်းဟောင်းတိုင်းမလိုက်စေချင်လို့အမကသူ့ကိုရွေးတော့ကျမမတားခဲ့တာပါကျမကတော့တီဟာရဲ့နှလုံးသားကိုပဲစားပြီးနဲ့ဖျားဖြစ်အောင်လုပ်မယ်ဝေလင်းကတော့သူ့လမ်းသူလျှောက်ပါစီပေါ့ဒါကိုတီဟာကဘေးကနေလူနဲ့မိစ္ဆာဆိုတာအတူနေလို့မရဘူးအထူးသဖြင့်နတ်ဆရာနဲ့မိစ္ဆာကပိုဆိုးတယ်ဆိုပြီးလာပွားစီလုပ်နေသေးတယ်ကျမစိတ်တိုနဲ့ငါနတ်ဆရာနဲ့မနေဘူးနင်းနဲ့ပဲနေမယ်ဟုတ်ပြီလားလို့អော်လိုက်တော့တီဟာတယောက်မျက်နှာတွေနီးပြီးစကားတွေတောင်ထစ်ကုန်တာရှုမောမဆုံးပါပဲကျမကသူ့ကိုငါကနင်းရဲ့ဆရာမလေးဆရာကိုယူသေးရမယ်ဆိုတာမသိဘူးလားလို့ဟောက်လိုက်တော့သူကဒေါသထွက်နဲ့သူ့ရဲ့မက်မွန်သားသားကိုဆွဲထုတ်ပြီးနေလိုငွေမိုက်ကိုငါတနေ့နှိမ်နှင်းပြမယ်လို့ကြုံးဝါနေသေးတယ်အဲ့ဒီအချိန်မှာပဲအမနဲ့ဆုံပါတယ်အမကအခုဆိုခြေထောက်တွေရနေပြီဆိုတော့ကျမကိုလာကြွားတာပေါ့ပညာရှိလေးနဲ့အဆင်မပြေဘူးလားညီမလေးဒီပုံစံနဲ့ဆိုဘယ်တော့မှသူ့နှလုံးသားကိုရမှာမဟုတ်ဘူးတဲ့အမစီကလူတက်ချင်တဲ့အငွေအသက်တွေထွက်နေတာကျမခံစားလို့ရပေမဲ့သူကတော့ဝေလင်းကလူမတက်ဖို့မှာထားတယ်နောက်3ရက်နေရင်ငါနဲ့ဖျားဖြစ်တော့မှလို့ဆိုပြီးမိုးကြိုး3ချက်ကိုရင်ဆိုင်ဖို့ပြင်ဆင်နေတယ်3ရက်မြောက်တဲ့နေ့မှာတော့လင်းအမျိုးတစ်မျိုးလုံးရောင်စုံတိမ်တိုက်တွေဖုံးလွှမ်းသွားပြီးအမရဲ့စေကန်းစီကိုရွှေရောင်လင်းနှန်းတွေကျဆင်းလာတယ်လူတွေကငွေဖြူမဲ့နှက်ပြေတက်တော့မယ်ဆိုပြီးဝစ်ဆတ်သွားကြော့ကုန်ကြတာပေါ့နန္ဒကားမင်းရဲ့အတန်ကကောင်းကင်ကနေထွက်ပေါ်လာပြီးအမကိုနှက်ပြေတက်ဖို့ခွင့်ပြုလိုက်တယ်အမကအရန်ပျော်သွားပြီးကျမကိုနင်ကတော့ဒီပညာရှိလေးနဲ့ပဲကြံရစ်ခဲ့တော့ငါအရင်သွားပြီလို့လှောင်ပြီးတက်တန်တရားပေါ်တက်ဖို့ပြင်လိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်းကင်မှာတိမ်မဲတွေဖုံးလွှမ်းလာပြီးငွေဖွားဖွားရဲ့အတန်ကြီးထွက်ပေါ်လာတယ်နင်ကငါ့ကိုမပြောဘဲနှက်ဖျားလှုပ်ချင်တာလားစိတ်ဝင်စားဖို့ကောင်းတာပဲတဲ့ဖွားဖွားကအမကိုတကူကောင်းဆန်နေဆိုပြီးစိတ်ဆိုးကအမရဲ့အမျိုးတွေကိုအတင်းအာဓမထုတ်ယူဖို့ကြိုးစားပါလေရောအမကကြောက်လန့်တကြားနဲ့ဝေလင်းကိုလှမ်းကြည့်ပေမဲ့ဝေလင်းကငြိမ်နေတော့ပဲအမကအရင်ဘဝကကျမရခဲ့တဲ့အခွင့်အရေးတွေကိုလိုချင်လို့အလောတကြီးလုပ်ခဲ့တာကြောင့်အခုတော့ဖွားဖွားရဲ့အမျက်ဒေါသနဲ့ထိတ်တိုက်တွေ့နေရပြီလေဒါဟာကျမဖြစ်စေချင်တဲ့အကွက်အတိုင်းပါပဲအရင်ဘဝကဖွားဖွားကကျမတို့ညီအမရန်ဖြစ်တာကိုဝင်မပါခဲ့ပေမဲ့အခုတော့အမကဖွားဖွားကိုကြော်ခွပြီးနက်ဖျားလုပ်ဖို့ကြိုးစားတာကဖွားဖွားရဲ့စီကိုကြော်သွားတာကိုဖွားဖွားရဲ့လက်သေးကြီးတွေကအမရဲ့ရင်ဘတ်စီကိုဥတီနေချိန်မှာပဲရုတ်တရက်အပြာရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာတယ်အဲ့ဒါဝေလင်းပါပဲသူကသူ့ရဲ့ရက်တောင်ကိုဝှေ့ရမ်းလိုက်ပြီးရွှေရောင်အင်းကွက်တွေနဲ့အမကိုကာကွယ်ပေးလိုက်ပါတယ်နတ်ဆရာဝေလင်းကတော့အေးအေးဆေးဆေးပါပဲဒါပေမဲ့သူ့စကားတွေကတုံးလို့ဆရာဖိအားတွေပါနေတယ်ဖွားဖွားရင်လနက်ပြည်တက်ဖို့ကကောင်းကင်ဘုံကတတ်မှတ်ပြီးသားပဲသူတစ်ပါးရဲ့ကံကြမ္မာကိုအတင်းအာဓမလူယူရင်တော့မရဲကြပြီးပျက်စီးရလိမ့်မယ်လို့တတိပေးလိုက်တယ်ဒါကိုငွေဖွားဖွားကနှာခေါင်းရှုံပြီးဟန်ဆောင်မနေစမ်းနဲ့နတ်ဆရာလေးနေကသူ့ကိုဘလောက်ကြာကာကွယ်ပေးနိုင်မှလဲမိရဲ့အသက်ကမိခိုးလိုပြောက်ွယ်သွားရလိမ့်မယ်တဆိုပြီးပြန်လှောင်တာပေါ့ပြီးတော့ရင်လနင်ကဒီနတ်ဆရာကိုမြှောက်ပစ်နေတယ်ဆိုတော့မိရဲ့စစ်မှန်တဲ့နှလုံးသားကိုဘယ်မှာလဲသူ့ကိုတကယ်ပေးလိုက်တာလားဆိုပြီးရန်တိုက်ပေးပါလေရောအဲ့ဒီအချိန်မှာပဲတိမ်မဲတွေထဲကနေငွေဝိညာဉ်တွေအများကြီးထွက်လာပြီးအမကိုဝိုင်းထားလိုက်ကြတယ်ကျမကြည့်လိုက်တော့အမရဲ့ကုသိုလ်အရှိန်ဝါတွေကအပြင်ပန်းမှာသာတောက်ပနေပေမဲ့အတွင်းထဲမှာတော့ဝေလင်းကအတင်းအာဓမဖန်တီးပေးထားတာမို့လို့တဲထဲမှာစောက်ထားတဲ့တိုက်လိုပဲအရန်ကိုပျော့ပြောင်းနေတာကိုမြင်လိုက်ရတယ်
အမကဝေလင်းကိုကဲပါအောင်လို့အော်ဟစ်နေချိန်မှာပဲကျမရဲ့လက်ကောက်ဝတ်ကိုတယောက်ယောက်ကဆွဲလိုက်လို့ကြည့်လိုက်တော့တီဟာဖြစ်နေတယ်ဒီပညာရှိလေးကမျက်နှာဖြူဖြော့နေပြီးငွေမိုက်မှာဘာရက်လုံနေတာလဲငွေဖွားဖွားကအစ်စ်မှန်ဘဝပြောင်းနေပြီးမြို့ထဲမှာလဲဘရုပ်ပြရက်တွေဖြစ်တော်မယ်ငါနဲ့မြန်မြန်လိုက်ခဲ့ဆိုပြီးအတင်းဆွဲခေါ်တာပေါ့ကျမကအိုးတီဟာနင်ကမိစ္ဆာနှိမ့်နေတဲ့မိသားစုကမဟုတ်ဘူးလားအခုလိုအချိန်ကနင်စွန့်ပြရမယ့်အချိန်ပဲလေဘာလို့ကြောက်နေတာလဲလို့ပြန်လောင်းလိုက်တယ်တီဟာကဒေါသတကြီးနဲ့ငါကစောင်းမေးပွဲဖြေရမယ့်သူလေးတိုက်ခိုက်တာငါလို့မဟုတ်ဘူးပြီးတော့နင်သာတခုခုဖြစ်သွားရင်ငါ့ကိုဘယ်သူစာတင်ပေးတော့မှလဲလို့ပြောရင်းရှက်သွားတဲ့ပုံစံလေးဖြစ်သွားတယ်ဒီအချိန်မှာကျမတခုတွေးလိုက်မိတယ်ဒီပညာရှိလေးကအရင်ဘဝကရက်ဆက်တဲ့ချစ်သူနဲ့မတူတော့ဘူးဆိုတာပါပဲကောင်းကင်မှာတော့တိုက်ပွဲကပြင်းထန်နေတော့မယ်ဖွားဖွားကပို့ပြီးဖိအားပေးလာတော့အမရဲ့ငွေအမီးကြီးကအပြင်ကိုထွက်လာပြီးတက်တန်တရားကိုအတင်းပတ်ထားရရှာတယ်ဝေလင်းကတော့သူ့ရဲ့ရက်တောင်ကိုဝှေ့ရမ်းပြီးတိမ်မဲတွေကိုမောင်းထုတ်နေပေမဲ့ဖွားဖွားဘာလို့နှစ်ဦးနှစ်ဖက်နာကျင်အောင်လုပ်နေမှလဲအခုရင်းလာရဲ့ကျင့်ကြံမှုကမတည်ငြိမ်သေးဘူးသူနဲ့ပြည်တက်ရင်တော့မိုးကြိုးတံကိုခံနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ရဲ့ကျင့်ကြံမှုကိုတုံးပြီးသူ့ကိုတည်ငြိမ်အောင်အရင်လုပ်ပေးပါရစေလို့တောင်းပန်ရှာတယ်ဒါပေမဲ့ဖွားဖွားကတော့ဟန်ဆောင်မနေနဲ့နင်ကသူ့မြို့တွေကိုလိုချင်နေတာမလားဆိုပြီးဝေလင်းကိုပါတိုက်ခိုက်ပါလေရောရုတ်တရက်ကောင်းကင်မှာနန္ဒကားမင်းရဲ့ဝိညာဉ်ပုံရိပ်ပြန်ပေါ်လာပြီးဘဲမိစာကနှက်ပြည်တက်တဲ့ခန်းသားကိုနှောက်ယှက်တာလည်းအဖြစ်ပေးရမယ်လို့အော်ဟစ်လိုက်တာနဲ့ခရမ်းရောင်မိုးကြိုးကြီးကဖွားဖွားရှိတဲ့တိမ်မဲတွေစီကိုအရှိန်နဲ့ကျလာတယ်ဖွားဖွားလည်းအသေးအတန်အော်ဟစ်ပြီးဒဏ်ရာတွေနဲ့ထွက်ပြေးရတာပေါ့ဒါပေမဲ့မပြေးခင်မှာဖွားဖွားကအမရဲ့နှလုံးသားတဲ့တဲ့ကိုအစိမ့်လိုင်တစ်ချောင်းနဲ့ပြစ်သွားခဲ့တယ်ရင်းလာဒီအစိမ့်လိုင်နဲ့ပဲနှက်ပြည်သွားပြီးတော့ဆိုတဲ့အတန်ကြီးကြံခဲ့တာပေါ့အမလည်းရင်ဘက်ကိုမှန်ပြီးအသေးအတန်အော်ဟစ်ကတက်တန်တရားပေါ်ကနေပြုတ်ကျသွားပါလေရောနက်ပြည်တက်မဲ့မြင်ကွင်းတွေလည်းပျောက်ကွယ်သွားပြီးကောင်းကင်ကြီးကပြန်မောင်းလာတယ်ဝေလင်းကအမြန်ဆင်းလာပြီးအမကိုပွေ့ပိုက်လိုက်တယ်အမရဲ့အမြုပ်တွေကလည်းမှိန်သွားပြီးအကွဲကြောင်းတွေဖြစ်ကုန်ပြီးအမကအားရင်ကုန်ခန်းနေပေမဲ့ကျမကိုတော့မနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးနေမယ်နင်မဲဖွားဖွားကိုဒီကိုခေါ်လာတာမလားလို့ဆွဆွဲတာပေါ့ကျမကတော့အေးဆေးဆေးပဲအမကနက်ပြည်တက်ချင်စောနဲ့ဖွားဖွားရဲ့စီကန်းတွေကိုမေ့သွားတာပဲလေညီမလေးကတော့အမကိုဂုဏ်ပြုဖို့လာတာပါလို့ပြန်ပြောလိုက်တယ်ဝေလင်းကကျမကိုနက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လိုက်ပေမဲ့ဘာမှတော့မပြောပါဘူးသူအမကိုပွေ့ပိုက်ပြီးမိုးတိမ်စီကထွက်သွားရင်လောကကြီးကခံမန်းရခတ်တဲ့ကိုဂယုစိုက်ပါဆိုတဲ့စကားလေးတစ်ခွန်းပဲကြံခဲ့တယ်ဘရုပ်ပရက်တွေပြီးသွားတော့ကျမတီဟာကိုဆွဲပြီးမြို့ပြင်ကအိမ်လေးကိုပြန်လာခဲ့တယ်တီဟာကကျမကိုစိုက်ကြည့်ပြီးနင့်အမတော့သွားပြီးနင်အခုတော့ကျင်းနေပြီမလားလို့မေးတယ်ကျမကလက်ဖက်ရည်ကိုတငုံတောက်ပြီးကျင်းနေဖို့ကအဝေးကြီးလိုပါသေးတယ်လို့ပြန်ပြောလိုက်တယ်အမရဲ့ဝိညာဉ်ကမပြတ်စည်းသေးတဲ့၍ဝေလင်းကသူ့ကိုအလွယ်တကူတေးခိုင်းမှာမဟုတ်ဘူးလေကျမရဲ့ကက်ကက်လန်လက်စားချေမှုကအခုမှစတာပါတီဟာကကျမရှေ့မှာထိုင်လိုက်ပြီးမွေးမနင်ဒီလောက်တွေကြံစီနေတာဘာအတွက်လဲနက်ဖျားဖြစ်ဖို့လားလက်စားချေဖို့လားဒါမှမဟုတ်နင့်ကိုထူးထူးခြားခြားဆက်ဆံတဲ့ကိုနဲ့ဆရာအတွက်လားလို့စူးစမ်းတဲ့မျက်လုံးတွေနဲ့မေးတယ်ကျမလက်ဖက်ရည်ခွက်ကိုတင်းတင်းဆုပ်ထားပြီးတော့သူကရဲပြီးတွေ့လားငါပြောတာမှန်နေတယ်မလားနင်ဝေလင်းကိုကြည့်တဲ့မျက်လုံးတွေကရိုးရိုးရန်သူမဟုတ်ဘူးတဲ့ကျမဒေါသထွက်ပြီးတီဟာဘာရီလာပြောနေတာလဲငါကမိစ္ဆာသူကနက်ဆရာလေးဘလို့မှမတည့်နိုင်ဘူးငါနဲ့နှလုံးသားကိုစားပြီးနက်ဖျားဖြစ်အောင်လုပ်မှာလို့ပြန်អော်လိုက်တယ်ဒါပေမဲ့သူကမကြောက်တဲ့အပြင်ကျမနာကိုတိုးလာပြီးဒါဆိုဘာလို့အခုထိမစားသေးတာလဲငါ့ကိုကြပြရေးစားတွေတင်ပေးတယ်စောင်းမေးပွဲဖြေဖို့ကူညီပေးတယ်ဖွားဖွားပေါ်လာတော့ကတော့နေငါ့ကိုအရင်ဆုံးဆွဲခေါ်သွားတာပဲနေငါအပေါ်မှာစေတနာတစ်ဆက်လေးမှမရှိဘူးလားလို့မေးလိုက်တဲ့အခါကျမရင်ခုန်တန်တွေမြန်လာတယ်ဒီပညာရှိလေးကဘယ်ချိန်ကစပြီးဒီလောက်စကားတွေတက်လာတာလဲကျမစိတ်ကိုအတင်းထိန်ပြီးနင်းဆောင်မေးပွဲမှာအမြင့်ဆုံးအဆင့်နဲ့အောင်ပြီးနင်းနှလုံးသားကအကြည်လင်ဆုံးဖြစ်နေတဲ့အချိန်ကြမှာငါစားမှာအဲ့ဒီအချိန်ကိုစောင့်နေတာလို့အေးဆက်ဆက်ပြောလိုက်ရတယ်တီဟာကအော်ရဲပြီးကောင်းပြီလေဒါဆိုငါပညာရှိကြီးဖြစ်အောင်လုပ်ပြမယ်ဒါပေမဲ့ငါအောင်မြင်တဲ့နေ့ကျရင်နင်းငါနှလုံးသားကိုတကယ်စားရပါမလားလို့ပြန်ပြောနေတော့မှပဲပတင်းပေါက်ကနေကြီးကန်းတကောင်ပြန်ဝင်လာပြီးကြောက်စိမ့်ပြားလေးတစ်ခုကိုထွေးထုတ်လိုက်တယ်ကျမအဲ့ဒါကိုကြည့်လိုက်တော့ဖွားဖွားကဒဏ်ရာတွေအပြင်းထန်ရပြီးဟေးရှမ်းတောင်ထဲကိုပြန်ပြေးသွားပြီဆိုတဲ့သတင်းကိုရလိုက်ပါတော့တယ်